စပိတ်အိုက်ကအဲ့လိုမှရလွတ်တင်ခဲ့တဲ့ astronaut အာကာသယာဉ်မှူးဟာ6 လတိတိအာကာသမှာနေထိုင်ခဲ့တယ်။ဒီကနေ့မှာတော့အန်ဒီယကင်းကင်းနဲ့ကဘာမြေကိုပြန်လည်ဆင်းသက်နိုင်ခဲ့တယ်။အဆိုပါ Wet William Moore နဲ့ Sunny William တို့ဟာအာကာသမှာပြီးခဲ့တဲ့2024ခုနှစ်ဇွန်လမှာဆိုရင်အာကာသစခန်းမှာတောင်းတနေခဲ့တယ်။သူတို့ကိုပြန်ခေါ်လာဖို့အတွက်အမေရိကန်သမ္မတထရန့်ဟာအဲ့လိုမှကို Space ISS mission တခုပေးရခဲ့တယ်။အဲ့ဒါကတော့အာကာသမှာပိတ်မိနေတဲ့အာကာသယာဉ်မှူး2ယောက်ကိုပြန်လည်ခေါ်ဆောင်နိုင်မှုပါပဲ။သူတို့2ယောက်ကတော့ NASA ရဲ့အာကာသခရီးစီစဉ်မှာတွားရောက်လေ့လာဖို့အတွက် ISF လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာအာကာသစခန်းကိုတွားခဲ့ကြတယ်။ဒါပေမဲ့သူတို့စီးပွားတဲ့ယာဉ်ဟာဆိုရင်အကြောင်းမျိုးကြောင့်ဟီလီယမ်တန်ငွေရွေစိတ်မှုဖြစ်ခဲ့ရတယ်။အဲ့ဒါကြောင့်လည်းအာကာသစခန်းမှာတောင်းတင်နေခဲ့တယ်။သူတို့ကိုကယ်တင်ဖို့အတွက် Elon Musk ရဲ့ Starship ယာဉ်ကတော့ခွင့်ကြိမ်တိစမ်းသပ်ပြုလုပ်ခဲ့တယ်။ဒါပေမဲ့လက်တလောလူများပြားတွေ့ခဲ့တဲ့အလင်းတန်းတစ်ခုဟာ Elon Musk ရဲ့ Starship ပောက်ကွဲမှုလည်းဖြစ်တယ်။အဲ့တော့ Elon Musk ရဲ့ Starship ဟာမအောင်မြင်ခဲ့ဘူး။သူတို့ကိုတက်ကယ်တင်ဖို့အတွက်ဒီခါတော့ Starship ယာဉ်ကိုအတော့မပြုတ်ပဲ Elon Musk ကတော့ The Crew Dragon လို့ခေါ်တဲ့ယာဉ်ကိုအစားထိုးအသုံးပြုခဲ့တယ်လို့လည်းသိရတယ်။ The Crew Dragon ကဘာလဲဆိုတော့အာကာသကိုအကြိမ်ကြိမ်ပြန်တန်းခဲ့တဲ့ယာဉ်လည်းဖြစ်တယ်။စောက Starship ယာဉ်နဲ့ The Crew Dragon တို့ကဘာကွာခြားလဲဆိုတော့ The Crew Dragon ကအရွယ်စားသေးငယ်ပြီးကမ္ဘာပတ်လမ်းကြောင်းအတွင်းထက်ကနေအာကာသအထိပဲတွားရောက်နိုင်တယ်။ Starship ဟာအရွယ်စားပိုကြီးပြီးတော့အင်္ဂါကြိုတဲ့အထိလှပေါ်အထိပါတွားရောက်နိုင်တဲ့ယာဉ်လည်းဖြစ်တယ်။အာကာသစခန်းမှာတောင်တည်နေခဲ့တဲ့ Wood William Moore နဲ့ Sunny William ဟာဆိုရင်ဒီကနေ့2025မှာဆိုရင်6 လဆိုတဲ့အချိန်တိတိကြာမြင့်ခဲ့တယ်။ရက်နဲ့တွက်မယ်ဆိုရင်ရက်ပေါင်း286ရက်9နာရီကြာအောင် in space အာကာသထဲမှာနေနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့ကမ္ဘာမြေကိုအပြုံးများနှစ်တကွာပြန်လဲရောက်ရှိလာခဲ့တယ်။ Sunny William Moore ဟာအိန္ဒိယနိုင်ငံရဲ့အမျိုးသမီးလည်းဖြစ်တယ်။သူနဲ့သူလိုက်ပါလာတဲ့ United States of America နိုင်ငံက Wood William Moore ပဲဖြစ်တယ်။သူတို့2ယောက်ဟာအာကာသကနေကမ္ဘာမြေကိုပြန်လဲဆင်းသက်လာတာပဲဖြစ်တယ်။အာကာသမှာနေထိုင်တုန်းကဆိုရင်သူတို့ဟာကယ်လိုရီမြောက်မြတ်စွာလိုအပ်တယ်လို့လည်းသိရတယ်။အာကာသစခန်းရဲ့နေပုံထိုင်ပုံအရာအလုံးကိုလည်းကမ္ဘာမြေနဲ့ချိတ်ဆက်တင်ပြခဲ့တယ်။ပြီးတော့ International School အာကာသစခန်းကကလေးတွေကိုလည်းလက်တွေ့သင်ကြားပြသပေးခဲ့တယ်။အာကာသမှာနေထိုင်တုန်းကဆိုရင်ဘလိုတွေနေထိုင်ရအောင်ဘလိုတွေခက်နေထိုင်ရအောင်အစားအသောက်တွေဘလိုစားတောက်ရအောင်ရေတွေဘလိုတောက်ရအောင်အသေးစိတ်ရှင်းပြပြောပြခဲ့တယ်